ရိုနယ်ဒိုနဲ့မန်စီရှင်ပြိုင်မှုလိုမျိုးရာမယ်နဲ့ဂျူနီယာတို့အားပြိုင်မှုကိုမြင်ရတော့မှာလားပရိသတ်များလုံးပဲမင်္ဂလာများတနာအိုင်ဘတ်ကွန်ရှီကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုလိုက်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မန်စီတို့အလိုမှာဘောလုံးပရိသတ်တွေအားပြိုင်ဆိုင်မှုပြင်းထန်ပြီးအကျိတ်နယ်ရှိတဲ့ကစားမနှစ်ဦးကြောင်းရှင်ပြိုင်မှုမျိုးကိုမြင်ရတာအတော်လေးကြာသွားခဲ့ပါပြီဒါပေမဲ့အခုဆိုရင်အနာဂတ်မှာလာမဲရာမယ်နဲ့ခရစ္စတီယာနိုဂျူနီယာတို့ကြားကွင်းနှင်းအားပြိုင်မှုကိုမြင်ရတော့မလားစိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီရာမယ်အတွက်မန်စီက GOAT Father ဖြစ်တာမို့ဒါကပိုပြီးတော့စိတ်ဝင်စားစရာကောင်းနေခဲ့တာပါရဲဒိုရဲ့တားအကြီးဆုံးဖြစ်တာနဲ့အညီဂျူနီယာဟာသူမွေးဖွားခဲ့ချိန်2010ခုနှစ်ကနေစတင်ပြီးဆိုရှယ်မီဒီယာတွေထက်မှပရိသတ်တွေအတွက်ရင်းနှီးပြီးသားသူဖြစ်ခဲ့ပါတယ်။ရဲဒိုရဲ့တားဆိုတော့ရဲဒိုလိုမျိုးဖြစ်လာမလားCR7ပရိသတ်တွေကမျှော်လင့်ကြတာပါ။ရဲဒိုဆိုရင်ငယ်ဘဝကဆင်းရဲခဲ့တဲ့အတွက်ဘောလုံးကယ်ဒမီတွေမှာရွေးချယ်ခံရဖို့ဘောလုံးကစားနိုင်ဖို့အတွက်အများကြီးရုန်းကန်ခဲ့ရပေမဲ့ဂျူနီယာလေးကတော့အဆအဆရရပြည့်စုံနေတဲ့အတိုင်းဝိုင်းကြားကြီးပြင်းလာခဲ့ရသူပါ။လက်ရှိမှာတော့ဂျူနီယာဟာဖခင်ဖြစ်သူရဲ့ NSR အသင်းလူငယ်အဆင့်အတန်းမှာကစားနေပြီးလူငယ်မပေးဖလားကိုလည်းအရယူထားနိုင်သူဖြစ်ပါတယ်။လူတိုင်းသိချင်နေတာကဘယ်အချိန်မှာဂျူနီယာကို professional အဆင့်တန်းတွေမှာမြေတွေးခွင့်ရနိုင်မလဲဆိုတာပါပဲ။နောက်ပြီးဂျူနီယာဟာမက်ဆီပရိသတ်အဖြစ်လူသိများသူပါ။သူဟာဘာစီလိုနာကျယ်ဝင့်လာမိုင်းရာမိုင်နဲ့လည်းအပြင်မှာတွေ့ဦးပါတယ်။ဂျူနီယာအနေနဲ့အသက်အရွယ်ချင်းမကွာတဲ့အပြင်လက်ရှိမှာတောက်ပတွေခြေစွမ်းပြနေတဲ့ရာမယ်နဲ့ယင်းနှီးတဲ့ဆက်ဆံရေးရှိနေတဲ့ပုံပါပဲ။ဖခင်ဖြစ်သူရိုနယ်ဒိုဟာ6ပေ2လက်မမြင်မာသူဖြစ်ပြီးကျမ်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကတတ်မှတ်တဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။အသက်15နှစ်အရွယ်ဂျူနီယာလေးဟာလည်းရာမယ်ထက်ငယ်ပေမဲ့ရာမယ်နဲ့ရွယ်တူလိုဓာတ်ပုံထဲမှာထင်နေရတာပါ။ဒါကြောင့်ဂျူနီယာဟာလည်းရာမယ်လိုငယ်ငယ်ရွယ်နဲ့စီနီယာဘောလုံးလောကတွေကိုရောက်လာနိုင်ပါတယ်။အသက်18နှစ်အရွယ်ရှိတဲ့ရာမယ်ဟာအရက်9ပေ10လက်မမြင်မာသူပါ။ဒါကြောင့်ဂျူနီယာအနေနဲ့မရှိဘူးဆိုရင်9ပေ9လက်မကျော်ရှိဖို့ရာတေးကြပါတယ်။သူ့အသက်က15နှစ်သာရှိသေးတဲ့အတွက်နောက်နှစ်အနည်းငယ်အကြာမှာဖခင်ဖြစ်သူရိုနယ်ဒိုရဲ့အရက်ကိုလိုက်မိနိုင်ပါတယ်။ဂျူနီယာလေးဟာလက်ရှိမှာပေါ်တူဂီ U15 အသင်းအတွက်ရွေးချယ်ခံထားရပြီးပထမဆုံးပွဲလဲကစားခဲ့ရပြီးပါပြီ။ပြီးခဲ့တဲ့ဂျပန်နဲ့ပေါ်တူဂီအသင်းတို့ရဲ့ U15 ပွဲစဉ်မှာဂျူနီယာကလူစားဝင်ကစားခဲ့ပါတယ်။သူ့အနေနဲ့ဂုဏ်မသွင်းနိုင်ခဲ့ပေမဲ့သူအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားပေးသွားနိုင်ခဲ့ပါတယ်။ဂျူနီယာအနေနဲ့ဖခင်ဖြစ်သူရိုနယ်ဒိုလိုမျိုးကျောင်းနံပါတ်9ကိုဝေ့ဆင်ကစားခဲ့ပါတယ်။အဆိုပါပွဲကိုရိုနယ်ဒိုရဲ့မိခင်ကိုယ်တိုင်ဝင်ရောက်ကြည့်ရှုအားပေးခဲ့တာဖြစ်ပါတယ်။သားမအချင်းမိမအနှစ်ဆိုလို့ဂျူနီယာလေးကိုအထူးအားပေးနေခဲ့တာပါ။ရိုဒိုကလည်းအခုလိုမျိုးသားဖြစ်သူပေါ်တူဂီအတွက်ကစားပေးနေနိုင်ပြီဖြစ်တဲ့အပေါ်အင်မတန်ဂုဏ်ယူစွာနဲ့ဆိုရှယ်မီဒီယာပေါ်မှာချီးကျူးစကားပြောဆိုလာခဲ့ပါတယ်။တပတ်မှာရောမယ်ကတော့ချန်ပီယံစူပလာတွေကိုတောက်လျှောက်စုခိုးပြနေပါတယ်။ခါးသီးတဲ့ပြန်မဲ့အက်စပန်ညိုကို2ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာဘာစီလိုနာဟာလာလီဂါချန်ပီယံဆုကိုကင်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘက်ကချန်ပီယံဆုအဆုံးဖြတ်အတွက်ကစားခဲ့တဲ့ပွဲမှာရီယယ်မက်ဒရစ်ကိုနိုင်ခဲ့တဲ့ဘာစီလိုနာဟာအခုထပ်ကစားခဲ့တဲ့ပွဲမှာခါးသီးတဲ့မြို့ကန်ပြိုင်ဘက်ကိုနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအတွက်ယာဒီအပိတ်ကချိုမိန်တဲ့အခိုက်အတန့်တွေနဲ့ပြည်နေနေတာပါ။လက်ရှိချိန်မှာတော့ရာမယ်ဟာထုံးစံအတိုင်း weekend week out အတိုင်းကိုခြေစွမ်းပြနေပါတယ်။လက်ရှိဘောလုံးကဘာရဲ့ကဘာအကောင်းဆုံးကစားသမားတွေပေါ်ပြပေမဲ့ရာမယ်လိုအပတ်တိုင်းပွဲတိုင်းလုံးပြနိုင်တဲ့ကစားသမားကရှားပါတယ်။ရာမယ်ကပွဲတိုင်းလိုခြေစွမ်းပြနေတာဖြစ်ပါတယ်။အခုဆိုရင်ရာမယ်ကအသက်16နှစ်မပြည့်သေးခင်မှာလာလီဂါချန်ပီယံ2ကြိမ်ပဲရထားတဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါပြီ။ရိုနယ်ဒိုဟာလာလီဂါမှာ9နှစ်ကစားခဲ့ပေမဲ့ချန်ပီယံ2ကြိမ်ပဲဖြစ်ခဲ့ပါတယ်။ရာမယ်ဟာအခုဆိုရင်ချန်ပီယံ2ကြိမ်ဖြစ်ခဲ့ပြီဖြစ်ပြီးရိုနယ်ဒိုနဲ့အရေးအတွက်တူညီသွားခဲ့ပြီဖြစ်ပါတယ်။အနာဂတ်မှာဂျူနီယာလေးနဲ့ရာမယ်တို့အကြားအားကောင်းတဲ့ကွင်းနှင်းပြိုင်ဆိုင်မှုကိုမြင်ရမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုံလိုက်ရပါတယ်ခင်ဗျာ